လူခန္ဓာကိုယ်ဆိုတာပါဇက်ကဝယ်မှမဟုတ်ဘူးခန္ဓာကိုယ်သုံးလိမ့်ပြီလို့ရှိရင်လည်းပဲအဲ့ဒီခန္ဓာကိုယ်ရဲ့အရေးပြားတွေတဲကနေစိတ်ဝင်သွားပြီးတော့အသက်ရှင်နိုင်သေးတယ်လို့ဆိုတယ်ဒါလည်းဟုတ်ပုံရတယ်ဖေဝိသရမင်းကြီးကိုထောင်ထဲထည့်ပြီးတော့အဇာတတကထောင်ထဲထားပြီးတော့ထားတဲ့အချိန်မှာသူ့ရဲ့မဲတော်ဝေရိဟိမိဗျာကဒီအဝတ်ကလေးနဲ့ထုတ်ပြီးတော့အစာခိုးပြီးတော့ကျွေးတာစာခိုးပြီးတော့ကျွေးတယ်အဲ့ဒါနဲ့သက်ရှင်နောက်ဇာတတသိသွားတဲ့အခါကျသူ့မဲတော်ကိုအဲ့ဒါအဝတ်နဲ့မဝင်ခိုင်းတော့ရှူသွားလို့မရတော့ဘာမှယူလို့မရတဲ့အခါကျတော့မိဖုရားကြီးကဘာလို့တော့ဆိုရင်သူကိုယ်သူရေမိုးချိုးတန့်စင်ပြီးတော့မှတကူလုံးကိုစတုပ္ပရုတွေတုတ်သွားတယ်နော်အစာယူလို့မရတဲ့အခါခန္ဓာကိုယ်ဟာစတုပ္ပရုလို့ခေါ်တဲ့ဒီထောပတ်တို့ပြားတို့တကားတို့ဆိုတဲ့ဟာတွေ ਨੇ အချိုရည်တွေတုတ်ပြီးတော့အဝတ်ကလေးခြုံပြီးတော့ဝင်သွားတယ်ဟိုရောက်တဲ့အခါကျတော့ဖေဝိသရမင်းကြီးကိုကျွေးတဲ့အခါမှာဖေဝိသရမင်းကြီးကရှာနဲ့ရဲရတယ်အစာငတ်နေပြီလေဒုက္ခဏကိုမှာတုတ်လိမ့်ထားတဲ့စတုပ္ပရုလို့ခေါ်တဲ့ပြားသက်ကအချိုလေးတွေကိုရှာနဲ့ရက်ပြီးအဲ့ဒါလေးနဲ့အသက်ရှင်နေပြန်နော်အဲ့တော့ဒီလိုလေးအသက်ရှင်နိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်နောက်ဆုံးကြတော့ပေမိသရမင်းကြီးကိုလမ်းလျှောက်ပြီးတော့ပီတိနဲ့နေတာကိုမနေရအောင်ခြိပွားကိုဓာတ်နဲ့ခွဲလိုက်တဲ့အခါမှာကြတော့ယောဂဝေဒနာနဲ့ခံစားရပြီးတော့နဲ့အဆန်သွားတယ်ဆိုပါစို့နော်အဲ့တော့အစာဖြတ်ပြီးတော့လုပ်တယ်အဲ့တော့မြတ်စွာဘုရားအလောင်းကလည်းအစာဖြတ်မလို့ကြိုးစားတဲ့အခါမှာနတ်တွေကနေပြီးတော့မွေးခြင်းဘောက်ကအစာသွင်းပေးမယ်လို့သူပြောတာအဲ့ဒါနဲ့လုံးဝတော့မဖြတ်ဘူးဒါပေမဲ့အမှန်တမ်းမှနဲတဲ့အတိုင်းတာလေးစားတယ်ဥမာမဲ့ပဲအီလေးဒီတရက်စာနှစ်ရက်စာလေးပေါ့ရှာလေးနဲ့ဆိုလိုတာတော့ရေပေါက်ကလေးတစ်ပေါက်စာလောက်ပေါ့အဲ့လောက်လေးကနေစားပြီးတော့အစာကိုရှော့ချလိုက်တဲ့အခါနောက်ဆုံးမှာပိန်ချောက်သွားပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အမွှေးတွေတောင်းလက်နဲ့ကင်လိုက်ကျွတ်သွားတဲ့အတိုင်းတာထီအောင်ကျမကြီးအချိုးရွံ့သွားတယ်ဒုက္ခရစရိယာရုပ်ပုံကြီးကိုကြည့်ဘူးကြလိမ့်မယ်အကျော်ပြိုင်ပြိုင်ထပြီးတော့စာထဲမှာဆိုတာဘိုက်ကိုကင်လိုက်ကြောရိုးကိုထိတယ်တဲ့ဘာလို့ဆိုကြောရိုးနဲ့ဘိုက်နဲ့ကတ်သွားအဲ့လောက်ထိအောင်ပြမဆင်းရတဲ့အကျင့်တွေကိုကျင့်လိုက်တာနောက်ဆုံးကြတော့သူကသူစဉ်းစားတယ်ပေါ့ငါကျင့်တာထွက်ထရောက်သွားပြီဘာပြအကျိုးကျေးဇူးရလဲဘယ်လိုအသိဉာဏ်တွေများတိုးတက်လာတော့လို့ဆိုဘာအသိဉာဏ်မှမတိုးတက်ဘူးမတိုးတက်တဲ့အခါမှာခေါင်းထဲမှာစဉ်းစားလာတယ်သိရအညွှန်းမဲ့ခေါ်ပေါ်ရရငါသိကျင်တဲ့အသိဉာဏ်ရဖို့ရအတွက်ကတခြားနိလန်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါနဲ့တော့မဖြစ်တော့တော့ဘူးဆိုပြီးတော့စွန့်ပယ်လိုက်တာဒုက္ခရစရိယာအတ္တကိလေသာနိယောကအကျင့်ကိုဖယ်လိုက်တာဖယ်လိုက်ပြီးတော့သမထကျင့်စဉ်တစ်ခုကိုအာနာပါနစနဲ့ကျင့်အဲ့ကြတော့မှနောက်ဆုံးကြတော့ဘုရားဖြစ်တဲ့ရောက်သွားတယ်ပေါ့နော်လမ်းမှန်တွေ့သွားတယ်ပေါ့အဲ့ဒါမစ္စည်းမပฏิပဒါဆိုအဲ့ဒါပြောတာချမ်းသာခံစားတဲ့ကာမတုကလိကနိယောကအကျင့်လည်းမဟုတ်ဘူးအတ္တကိလေသာဆိုတော့ဗေမခံတဲ့အကျင့်လည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုကြားမှာခံစားတဲ့ချမ်းသာခံစားဗေမခံတဲ့နေရဗေမခံအဲ့လိုမြတ်တညီညွတ်စွာအသိဉာဏ်ဖြစ်ဖို့ဥတည်ပြီးတော့ကျင့်တဲ့အကျင့်ကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ်အဲ့တော့တချို့ကမစ္စည်းမပฏิပဒါဆိုတာကြိုးစားအထောက်မှုမရှိတာကိုထင်နေကြတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးလမ်းမှန်မဲ့ဆိုရင်တော့ကြိုးစားရမယ်လို့သူဆိုလိုတယ်နော်မကနဲ့လမ်းကြောင်းကနေကြိုးစားရမယ်လမ်းမှန်မှုကအရေးကြီးတယ်ပေါ့အဲ့ဒါလို့ကျင့်လိုက်တဲ့အခါမှာအလုံးသိကြတဲ့အတိုင်းပဲ
ကဆုံလာပြီးနေ့မနေ့ပိုင်းမှာဖះမဖြစ်သေးဘူးအဲ့ချိန်မှာဖះလောင်းတော့ဟာညောင်မရအောင်မှာထိုင်နေတဲ့အချိန်သူစတာကနတ်ကိုပူဇော်ဖို့ဆိုပြီးတော့နှုတ်ကနာတွင်နေချက်လာတယ်ရွှေကွက်ကြီးနဲ့ထဲ့ပြီးတော့အဲ့ဒီညောင်မင်းကိုပူဇော်ဖို့လာတာညောင်မင်းဆောင်နတ်ကိုပူဇော်ဖို့လာတာဖះလောင်းကအဲ့ဒီအောက်မှာထိုင်နေတော့ဟာညောင်မင်းဆောင်နတ်ကကိုရင်ပြတယ်ဆိုပြီးတော့ရွှေကွက်ရောပါရောဖះလောင်းကိုကတ်ခဲ့တာအဲ့လိုနော်သူကဖះအနေနဲ့လှူတာမဟုတ်ဘူးနတ်အနေနဲ့သူယုံကြည်ချက်ကအဲ့လိုကတ်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ဟာသူဇာတကတ်လူတဲ့နှုတ်ကနာဇွမ်းကို49လောက်တဲ့ဖုံးမေ3ဆောင်ပြီးတဲ့အခါမှာဒီရွှေကွက်ကြီးကတန်မိုးကြီးတာဟုတ်တန်မိုးကြီးတော့တောထဲမှာဆိုလို့ရှိရင်ဒါကြီးကထိမ့်သိမ့်ဆောက်ရှောက်လို့မလွယ်ဘူးအဲ့တော့အနီးနားမှာရှိတဲ့နေရင်စရာမြစ်ထဲကိုသွားမျောတယ်မျောတဲ့အခါမှာအထိတ်ထန်ကြည့်တယ်ငါဖះဖြစ်မှဆိုလို့ရှိရင်ရှင်းညံဘက်ကိုဆန်တက်ပါစေဆိုပြီးတော့ရွှေကွက်ကိုရှေးပြမောချလိုက်တဲ့အခါမှာအောက်ဆုံးမသွားဘဲနဲ့အပေါ်ဆန်တက်သွားတယ်ဒါစိတ်အားတက်သွားတယ်နော်ငါဖះဖြစ်မှသိကြတယ်ပေါ့ရွှေကွက်ကြီးကဆန်တက်သွားတယ်ဆန်တက်သွားပြီးဝဲဆုပ်ပြီးတော့မြုပ်သွားတယ်ပေါ့အဲ့ဒါနဲ့အတ္တသေးရောဖြစ်ပြီးတော့ညောင်မေဘက်ကိုပြန်လာတယ်သုထိယဆိုတဲ့မျက်ရည်သမားကပုရဝေလတောထဲမှာမျက်တွေကိုလိုက်ရိပ်ပြီးတော့မျက်ထန်းကြီးနဲ့လာတဲ့အခါဖះလောင်းညောင်မေအောက်မှာညောင်မေနားမှာရှိနေတာကိုတွေ့တော့သူ့မျက်ထုံးကြီးတွေ8ထုံးခွဲပြီးတော့ဖះလောင်းကိုမျက်8စုပ်ကိုလှူခဲ့တယ်လို့ပြောတယ်ရှေးခေတ်ကတော့အဲ့ဒါကမြက်ကဘာလောက်တာတုံးဆိုနွားကြွေးတာလည်းဖြစ်နိုင်တယ်အိမ်မှာခင်းတာလည်းဖြစ်နိုင်တယ်နော်အိမ်ကိုခင်းတာမြက်အခင်းလို့ခေါ်တယ်မြက်အခင်းလေးနဲ့ခင်းပြီးတော့အိတ်ကြတာအေးတာပေါ့ကဆုံလားဆိုတော့ရာသီဥတုကပူတယ်မြက်စိမ့်စိမ့်လူတကိုးစားခင်းပြီးတော့အိတ်လောက်တဲ့အတိုင်းတာအထိမျက်ရှစ်စုပ်မြတ်စွာဘုရားကိုလှူတော့အခါမှာဖះလောင်းကိုလှူတဲ့အခါမှာဖះလောင်းကညောင်မင်းရဲ့အရှိဘက်ကနေပြီးတော့ညောင်မင်းကိုကြောပေးပြီးအဲ့ဒီအရှိဘက်ကိုလှည့်ထိုင်တဲ့နေရာလေးမှာမျက်ရှစ်စုပ်ကိုဖြန့်ခင်းလိုက်တယ်မျက်အခင်းပေါ်မှာထိုင်တာတချို့ကျမ်းတွေကတော့ယရဏပလင်ပေါက်တယ်လို့ပြောကြတယ်သို့တော့တချို့ကျမ်းကတော့မရေးဘူးမျက်ရှစ်စုပ်ပေါ့ဘာပဲထိုင်တဲ့သဘောရေးတယ်ဖြစ်နိုင်တာတော့အဲ့အချိန်မှာဖះမဖြစ်သေးဘူးလေမျက်အခင်းပေါ်မှာထိုင်လိုက်တယ်ထိုင်ပြီးတော့အဋိဋ္ဌံငါဒီကနေ့ဖះမဖြစ်လို့ရှိရင်ဒီနေရာကမထတော့ဘူးဆိုတဲ့အဋိဋ္ဌံနဲ့ထိုင်လိုက်တာညနေရောက်တဲ့အခါအဲ့ဒီအဋိဋ္ဌံပြက်အောင်မနက်ကလာပြီးတော့နှောက်ရှက်တယ်အဲ့ဒါကိုပဲသရုပ်ပါအောင်လို့စန္နာအောင်လို့ထွားပလင်လူတယ်ဆိုပြီးတော့မနက်ကပလင်လူတယ်ဆိုပြီးတော့ဆိုလာတာဖြစ်တယ်ပေါ့စဉ်းစားကြည့်ပဲဆိုလို့ရှိရင်တော့မနက်ကြီးကလူပြေကပလင်ကိုလူပါမလားသူ့မှာတိတဲ့ကောင်းတဲ့ပလင်နေပြေးနေတာပဲသူကတကူကြည့်တဲ့နတ်ပဲလေတကယ်ရတော့ကမ္မထန်ထိုင်တာကိုအဋိဋ္ဌံပြီးတော့ထိုင်တာကိုဒိဋ္ဌံပြက်အောင်ထားသွားအောင်လုပ်တဲ့သဘောပဲမျိုးစုံ6လံသို့တော့ဒီနေရာမှာစိတ်တက်ကြံ့ခိုင်တဲ့ဘုရားလောင်းကနိုင်လိုက်တယ်ပေါ့နောက်ဆုံးမှာမနတ်ကြီးကရှုံးသွားတယ်အဲ့ဒီမှာမနတ်ရဲ့နှောက်ရှက်တွေကင်းသွားတဲ့အခါအာနာပါနကမ္မထံကိုဆက်လက်အားထုတ်ပထမယံလို့ဆိုတာ6နာရီကနေပြီးတော့10နာရီလောက်ထိကိုပထမယံလို့ခေါ်တယ်အဲ့ဒီအတွင်းမှာအာနာပါနသုဒ္ဓဇံရပြီးတော့ဖះလောင်းဟာတိဗ္ဗစကုပုဝ္ဝေနိဗ္ဗာန်ဒုသတိအဖိညာရတယ်အတိတ်ဘဝတွေကိုသိနိုင်တဲ့အဖိညာရသွားတယ်
နောက်10 နာရီကျော်အနေပြီးတော့နိုင်ပြ2ချက်အတွင်းမှာကြတော့ဝေးလံတဲ့ဒေသတွေကိုသိငယ်တဲ့အရာတွေတို့ဝေးလံတဲ့ဒေသတို့ကိုကြည့်နိုင်မြင်နိုင်တဲ့တိဗ္ဗစကုပင်ဉ္ရပြန်ပုဗ္ဗေနိဝတ္တနုတ္တိပင်ဉ္ရဲ့တိဗ္ဗစကုပင်ဉ္ရဲ့ဒါသမထကျင့်တဲ့ရနိုင်ပြန်2ချက်ထိုးပြီးတဲ့နောက်ပိုင်းကြတော့အာနာပါနစရုပ်ထဆံကိုပဲဝိပဿနာတင်ပြီးတော့ရှုလိုက်တဲ့အခါမှာလာပြီးနေ့ညနိုင်ပြန်2ချက်ဟိုဘက်ရောက်သွားပြီပေါ့ခုခေတ် Happy New Year လို့တာညတကောင်ကျော်လောက်ကြတာလေအဲ့တော့လာပြီးတည်းဘက်ရောက်ပြီပေါ့ညတကောင်ကျော်ဆိုလို့ရှိရင်နောက်တည်းပြောင်းသွားပြီလာပြီးတည်းလို့ခေါ်လို့ရသွားပြီအဲ့ဒီလာပြီးတည်းမနဲ့အစိုးကြီးအာယုန်တက်ထာနဲ့တပြိုင်နက်ဖះသဗ္ဗညုတဉာဏ်ရသွားတယ်ဖះဖြစ်သွားတယ်ပေါ့နော်သူသိကျင်တဲ့တရားတွေအကုန်ပြီးွားရသွားတယ်အာတဝခေယအဘိညာဉ်ဆိုတဲ့ဝိပဿနာကျင့်စဉ်နဲ့ရတယ်အရဟတမေကိုရလိုက်တာနဲ့တပြိုင်နက်သဗ္ဗညုတဉာဏ်တော်ကြီးလည်းရသွားတယ်ဆိုလိုတာကတမန်အပြင်ပြောမယ်ဆိုရင်အရဟတမေရတ္တဖို့ရတာဟာအရဟတမေဉာဏ်ကြီးကိုရတာဟာအရဟတဖို့ဆိုတဲ့အကျိုးကိုပေးတဲ့အပြင်သဗ္ဗညုတဉာဏ်ဆိုတဲ့ဟာပါတခါတည်းတွဲဖက်ပါသွားတာသဗ္ဗညုတဉာဏ်ရအောင်အထုတ်เสียတိတံအထုတ်တာမဟုတ်ဘူးအရဟတမေဉာဏ်ရတဲ့ဆိုတာယဟနာဖြစ်တာပဲယဟနာဖြစ်ရင်လည်းအရဟတမေဉာဏ်ရတာပဲသို့တော့တချို့ယဟနာတွေကြတော့အရဟတဖို့ဆိုတဲ့အကျိုးတစ်ခုပဲပေးတယ်တချို့ယဟန်တွေကြတော့ဝိဇ္ဇာ3ပါးတို့ဘိညာဉ်6ပါးတို့ပဋိသမိတာ4ပါးတို့ဆိုတဲ့ခုံတူးတွေပါလာတယ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးဖရာတွေရရှိတဲ့အရေးချင်းတွေအားလုံးဟာအရဟတမေဉာဏ်သို့မဟုတ်အာတဝခေယဉာဏ်ရလိုက်တာနဲ့တပြိုင်နက်ဖရာတွေရမယ်အသိဉာဏ်တွေအားလုံးရသွားတယ်သူဆိုလို့လေပေါ့နော်အဲ့ဒီချိန်လေးမှာ